ဆိုဗီယက်တစ်စင်ကိုဟိုတယ်မှာထားခဲ့ရလို့မိခင်တယောက်အနေနဲ့စိတ်မကောင်းဖြစ်နေရတဲ့မိခင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဆိုဗီယက်တစ်စင်တို့ရဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးတွေကအပြည့်တင်ဝေဖန်ခြင်းသူတွေကိုတောင်ဆွမ်းအားသွားစေပါတယ်အရင်ကတော့ဆိုဗီယက်တစ်စင်ကို fashion ကွမ်းနဲ့ဆိုပြီးကဲရဲခဲ့ကြပြီးမယ်လေရွှေကိုပိတ်တာဝတ်စုံကြီးနဲ့ပွဲထွက်လာချိန်မှာအားလုံးကငေးကြည့်နေရပါတယ်ဒီလိုကံကောင်းတဲ့သူတို့သမီးလေးဖြစ်ပြီးမြဲဆိုဗီယက်တစ်စင်ရဲ့မိခင်ကစိတ်မကောင်းဖြစ်နေရပါတယ်ဆိုဗီယက်တစ်စင်ကအသက်33နှစ်ရှိပြီဖြစ်ပြီးလက်ထပ်တဲ့အရွယ်ကိုလည်းရောက်နေပြီဖြစ်ပြီးမြဲသူရဲ့မိခင်ကတော့လက်ထပ်သွားတာကိုနှမျောနေပါတယ်။ဇူလီယာရဲ့ပတ်ထိန်များမင်္ဂလာပွဲမှာပန်းကုန်းစွတ်တုံးကတော့မျက်ရည်မကျခဲ့တဲ့ဆိုဗီယက်သတင်းရဲ့အမေကဟိုတယ်မှာထားခဲ့တဲ့အချိန်မှာအယံဝမ်းနဲ့သွားခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်ကလေးကမိဘတွေကိုလှုပ်ကြွေးခဲ့ပြီးသွားလျာမှာမိဘတွေအမြဲတမ်းလိုက်ပါဆောင်ရှောက်ခဲ့တာကြောင့်မိခင်ဖြစ်သူကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဆိုဗီယက်သတင်းကမိဘတွေအပေါ်မှာယိုသေးပြီးအနေအေးသူဖြစ်အောင်မိဘတွေကပဲပြိုးထောင်ပေးခဲ့တာဖြစ်ပါတယ်။သူသမီးလေးကိုတကယ်ချစ်ပြီးသူကလက်ထပ်သွားတာဖြစ်ပြီးမဲ့လဲဟိုတယ်မှာထားခဲ့ရချိန်မှာတော့မခံစားနိုင်ခဲ့ပါဘူး။ဟင်းဝင်ရဲ့အမေကလည်းတာဖြစ်သူကိုမင်္ဂလာပန်းကုန်းဆွပေးတဲ့အချိန်မှာမျက်ရည်တွေကျနေခဲ့ပါတယ်။ဟင်းဝင်ကသားသမီးတွေထဲမှာအလိမ်မာဆုံးဖြစ်ပြီးမိဘတွေရဲ့စကားကိုလည်းတသွေးမသိမ်းနာထောင်နေသူပါ။လိမ်မာတဲ့သားလေးကိုချွေးမလက်ထဲထိလိုက်ရပြီးအိမ်ခွဲနေတော့မှဖြစ်လို့ခမီးခမတ်တွေကအပြိုင်အဆိုင်ဝမ်းနေကြပါတယ်။အရွယ်ရောက်လာပြီဖြစ်လို့တီးချိန်တန်တီးပြီးပွင့်ချိန်တန်ပွင့်တာဖြစ်ပြီးမဲ့လေအမေရိကတဲတဲလုံးနေလို့ဝေဖန်သူတွေလည်းရှိနေပါတယ်။မိဘတွေကသားသမီးတွေလက်ထပ်သွားရင်တော့ခံစားရပြီးဒီလိုခံစားချက်မျိုးကိုကိုယ်တိုင်ကမိဘတွေရဲ့နေရာကိုရောက်မှသာသိနိုင်မယ်လို့ပြောနေကြပါတယ်။ဆိုဗီယက်တစ်စင်ကလက်ထပ်သွားပြီးမဲ့လေမိမိနာမှာအမြဲတမ်းရှိပေးမှဖြစ်တဲ့အကြောင်းရေးသားထားပါတယ်။နှစ်ယောက်စလုံးကမိဘတွေအပေါ်မှာတီးတက်လိမ်မာတဲ့သားသမီးတွေဖြစ်နေလို့တကယ်လက်ထပ်သွားတဲ့အချိန်မှာစိတ်မကောင်းဖြစ်နေကြတာပါ။ဆိုဗီယက်တစ်စင်ရဲ့မိဘတွေကသမီးဖြစ်သူကိုအပြိုကြီးလှုပ်လေပိုကြိုက်လေလို့ပြောပြီးမဲ့အရွယ်မလွန်ခင်မှာပဲတင်းနဲ့တဲတဲလက်ထပ်သွားခဲ့ပါတယ်။သမီးဖြစ်သူကိုအစွမ်းကိုချစ်ပေးသူကကြီးကြီးကျယ်ကျယ်တင်တောင်းပြီးရွှေကိုပိတ်တာဝတ်စုံကိုဆင်ပေးခဲ့ပြီးမြဲလဲဝမ်းနေနေတဲ့မိမိတွေအပေါ်ဘလို့ထင်မြင်မိလဲဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်